nhất xoa bia lên cả cùng đề gì thì giàu xị cũng thế nào cũng kia số lôi xị đâu ở quê xa miêu rồi cũng lấy giàu cha để cùng đề gì bỏ bất sao lại mình đang chán nào mà thế này rồi ấy cùng đề gì cả bà đang đi gì cả tôi cả tại đi đào ấy thì phải của là gì nè miếng cam biết khu mà tôi ná bị rồi nỉ ra ấy đi rồi ná nỉ đâu mua gì tí thằng xóa đấy cả giờ đó ấy đi miếng cả gì đi cùng lúc sáng bị rồi tôi hộp bạc của cú luôn mấy nhà rồi ấy là nên tôi cả sinh ra ngà hộp bạc của cú bị rồi cái gì đi toa bị rồi bố mẹ chú mẹ số lôi xí chỉ niệm nhà gì cha này đi ấy đi rồi mà chú bảo đi mà lấy giống cha đồ cao này là về hồi đi miếng cam bị cả gì cao này tiếp bên gì ông mà về ngay lấy đi của sẽ cha bị rồi thì là với thì miêu mà về mũ lê là balloon song lê là balloon nuôi lê là balloon ngà nê bị rồi xí vai lúc mấy lúc ấy lúc sinh ra bị rồi tôi也来အောင်ငယ်သားတွေနဲ့အဲ့ဒီလှဲဝိုင်းကြီးထဲမှာသူချက်ပြုတ်စားတော့ပြီးတော့နေနေတာတနေ့တော့မြတ်စွာဘုရားကလေအဲ့ဒီနာကိုဆုံးခံကြွရင်းနဲ့ရောက်လာတော့အဲ့ဒီကုံတယ်ကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားပြုံးတယ်ဒီတိုင်မြတ်စွာဘုရားကအကြောင်းမဲ့အလကားသားအလုပ်ကိုဘာမှမလုပ်အဲ့ဒီမှာမြတ်စွာဘုရားပြုံးတော့မြတ်စွာဘုရားရဲ့ဒီသွားတော်ကနေပြီးတော့ဩရာဒဆိုတဲ့ဖြူတဲ့ရောင်ကြီးတွေကလျှက်စီးလက်တလို့ဝင်းကနေဖြစ်သွားအဲ့ဒါကိုရှင်အနန္ဒာနောက်ကနေပြီးတော့မြင်တော့ဘုရားပြုံးတယ်ဆိုတာသိတော့မြတ်စွာဘုရားကိုမေးတာအရှင်ဘုရားဘယ်အကြောင်းကြောင့်ပြုံးတော်မူပါတလေအဲ့ဒီမှာမြတ်စွာဘုရားကအနန္ဒာဒီကုံတယ်ကြီးကိုကြည်စမ်းတဲ့သူအမျိုးမျိုးစဉ်းစားနေတာဟောဒီမှာပဲငါမိုးလေးလားနေမယ်ဆောင်းလေးလားနေမယ်ຫນွေလေးလားနေမယ်လို့သူစဉ်းစားနေတာတကယ်စင်စစ်သူ့ရဲ့အသက်ဟာ9ရက်နေ့မြောက်မှာသူသေလိမ့်မယ်တဲ့ဘုရားမြင်တယ်နော်ဒါပေမဲ့ကုံသေးကြီးကမြင်သလားမမြင်တဲ့အခါကျတော့ဘာတွေလုပ်မယ်လို့စဉ်းစားချက်တွေကအများကြီးဖြစ်နေတာဗမာစကားပုံလေးရှိတယ်မို့လားငှက်ပြန်ရင်သိလူကြံရင်သိကြမ်းနေတာအဲ့ဒါနဲ့မြတ်စွာဘုရားကသူဘယ်လိုပဲအချိန်နေယူပြီးတော့စဉ်းစားစေကမို့သူ့ရဲ့အသက်က9ရက်ပဲရှိတော့တယ်ဒါကိုမြင်လို့ငါပြုံးတာအဲ့ဒီမှာမြတ်စွာဘုရားကိုရှင်အနန္ဒာကရှင်ဘုရားတပည့်တော်အဲ့လိုဆိုရင်အင်မတန်သနာပါတယ်ဘုရားတပည့်တော်သွားပြောချင်တယ်အဲ့ဒီလိုဆိုရင်သွားပြီးတော့ရဲကြီးသာပြောချင်ဘုရားကအာမခံနဲ့လွတ်တာနော်အဲ့ဒါနဲ့ရှင်အနန္ဒာကတပိတ်ကလေးပိုက်ပြီးတော့အဲ့ဒီကုံတယ်ကြီးနားကိုရောက်လာပြီးတော့တခါကြီးဘာတွေလုပ်နေတော့တပည့်တော်ဒီလိုပဲဘုရားတခါကြီးအလုံးလုံးတာတော့ဟုတ်တယ်ဒါပေမဲ့အသက်အန္တရာယ်ဆိုတာမြင်နိုင်ခဲ့တယ်တွေ့ဝိုက်ပြီးတော့ပြောနေတာတော့ဒေရူးကြီးမပြောဘူးအဲ့တော့ကုံတယ်ကြီးကဒီမထေမြတ်ကငါ့ကိုတကူးတကလာပြီးတော့ပြောတယ်ဆိုတော့အကြောင်းရှိမယ်နဲ့တူတယ်သူကလည်းဉာဏ်ရှိတဲ့လူပဲအရှင်ဘုရားတို့ယဟန်သူမြတ်တွေဆိုတာအင်မတန်အမြင်ကြီးပါတယ်ဗျာတပည့်တော်ရဲ့အသက်အန္တရာယ်ကိုမြတ်အရှင်ဘုရားတို့မြင်သလားအေးမြင်တယ်ဘယ်သူမြင်တော့ဖေမြတ်စွာဘုရားမြင်တခါကြီးဟာအလွန်ဆုံး9ရက်ပဲရှင်တော့မယ်လို့ဘုရားမြတ်စွာဘုရားပြောတယ်အဲ့တော့တခါကြီးတိုးတိုးကိုထိတ်လန့်သွားတယ်စောတော်တုန်းကအကြံတွေလုံးဝမရှိတော့ကုံကူအောင်မယ်4လလောက်နေအောင်မယ်4လလောက်နေအောင်မယ်ဘာလုပ်မယ်ဘာပြီးရင်ဘာလုပ်မယ်လို့အလုတ်ကိုဇရာတွေချပိဋကဘာတွေချနေတာဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းဇရာတွေချပြီးတော့မလုပ်ဘူးလားဘယ်နေ့ကိုဘာလုပ်မယ်ဘယ်တော့ဘာလုပ်မယ်ဘာပြီးရင်ဘာလုပ်ဦးမယ်ဘယ်သူကိုဘယ်လိုပြောမယ်ဘယ်အချိန်မှသိရမယ်ဆိုတဲ့အကွက်ကြတော့ဇရာထဲမှာပါမလားအဲ့ဒါကြောင့်မို့လို့ပဲမိမိရောပေါ်တန်နေနိုင်ကြတာပဲလေတူကိုဟုတ်လားအေးအဲ့ဒါနဲ့ကုံတယ်ကြီးကထိတ်လန့်ပြီးတော့အဲ့ဒီလိုဆိုတပည့်တော်ဘာလုပ်เสียလို့တော့လေဗျာကောင်းမှုကိုဘယ်တပည့်တော်ကြိုးစားပြီးတော့လုပ်ရတော့ကောင်းမှုကလွယ်လို့တပည့်တော်မှာအားကိုးရမရှိဘူးလို့အဲ့ဒါလိုစဉ်းစားပြီးတော့ဘုရားမှုရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကိုပင်ဆွန်ဒီကံတရားဒီနာရှိပွားရေးကိုလုံးဝလှည့်မကြည့်တော့သူကတော့9ရက်မြောက်သေရတော့မယ်ဆိုတာသိနေတာကိုဟုတ်လားအေးအဲ့ဒါလိုလှုပ်ရင်းနဲ့9ရက်မြောက်နေ့မှာမြတ်စွာဘုရားကတခါကြီးဉာဏ်ပညာကြီးတဲ့လူတွေဟာဘယ်နေ့ကိုဘာလုပ်မယ်လို့အလုတ်ကိစ္စတွေနေရည်တွေကိုကြီးအမြဲတမ်းစဉ်းစားမနေသင့်ဘူးဘယ်အချိန်မှငါခန္ဓာကိုယ်ဟာဖောက်ပြန်ပြီးတော့ထပ်ပြီးတော့တမျိုးတမည်ဖြစ်မယ်မသိဘူးလို့သေရေးကိုလည်းစဉ်းစားရတယ်တဲ့ဉာဏ်ပညာရှိတဲ့လူဆိုတာ
ပိဋကရဲ့အတိတ်မရှိနမိတ်မရှိလို့မထင်ပါနဲ့နော်သိခြင်းတရားကိုစဉ်းစားရင်အကုသိုလ်ကိုကြောက်ပြီးတော့ကုသိုလ်ကိုအားကိုးပြီးတော့မျက်နှိုးပြီးတော့လူကောင်းသူကောင်းတယောက်သေချာပေါက်ဖြစ်နိုင်အင်မတန်လဲအားတက်လာဘယ်လိုနည်းနဲ့အားတက်လာလဲဆိုတော့ဘဝကိုပို့ပြီးတော့တန်ဖိုးထားလာတယ်ငါပဲချင်းသေရမယ်မသိဘူးမသိခင်လေးကိုအင်မတန်တန်ဖိုးထားလာတယ်ခုလူတွေကသေရတော့မယ်ဆိုတာကိုမစဉ်းစားတော့ဒီနေရတဲ့အချိန်ကိုသိပြီးတော့တန်ဖိုးမထားဘူးဆိုကြပါစို့အခုချိန်မှလေယောဂအကြီးအကျယ်ဆွဲပြီးတော့ဟိုအိမ်မှာရှိတဲ့စီးစိမ်တွေအကုန်ကုန်မှဒီယောဂပျောက်မယ်ဒါမှသင်မသေးမှာလို့ဆိုလို့ရှိရင်စီးစိမ်တွေနဲ့ဘာလို့မှလဲမှာနော်ဘာဖြစ်လို့လဲရှင်ញင်လို့မသေးခြင်းလို့ရှင်ញင်ကိုအဲ့ဒါလောက်တန်ဖိုးထားတယ်နော်အခုရှင်းနေပါတယ်ကဲဘာမှမဖြစ်ဘူးရှင်းနေပါတယ်အခုရှင်းနေတဲ့အချိန်မှာရှင်ញင်သဘောတရားကိုတန်ဖိုးထားသလားလူတွေကဘယ်အချိန်ကျမှရှင်သန်ခြင်းကိုတန်ဖိုးထားမှာလဲဆိုတော့သေတော့မယ်ဆိုမှရှင်သန်ခြင်းကိုတန်ဖိုးထားကြတာအဲ့ဒါတော်တော်ဝမ်းနည်းစရာကောင်းတဲ့ကိစ္စသေတော့မယ်ဆိုမှမသေးအောင်စီစဉ်နေကုန်းကုန်းဘာတွေဖြစ်ဖြစ်ငိုကြယိုကြသေခြင်းတရားကိုရင်ဆိုင်ပြီးတော့ရှင်သန်ခြင်းကိုဆွဲဆန့်ခြင်းနဲ့အဲ့ဒီကြတော့ရသေးလားမရဘူးဒါကြောင့်သေခြင်းတရားကိုစဉ်းစားလို့ရှိရင်နေရတဲ့အချိန်လေးကိုသိပ်ပြီးတော့တန်ဖိုးထားတယ်တန်ဖိုးရှိအောင်လည်းကြိုးစားတယ်ဒါကြောင့်အဲ့ဒီတကာကြီးကိုမြတ်စွာဘုရားကအဲ့ဒါလိုမိန့်ပြီးတော့ဣဒဝတ္တဝိသိသမဣဒဟိမန္တဂိမိတုဣဒဝတ္တဝိသိသမဣဒဟိမန္တဂိမိတုဣတိဘာလောဝိစိန်တိတိအန္တရာယောနဗုဇတိဣဒဤယတိသ၌ဝတ္တဝတ္တံဝတ္တံမူလေလကာလပလောဝိသိတမိငါနေဥအဣဒဧယ၌ဟိမန္တဂိမိတုဆောင်းလေးလားຫນွေလေးလားတို့ကာလပတ်လုံးဝိသိတမငါနေဥအံဣတိဤသို့ဘာလို့မသိသောပုဂ္ဂိုလ်သည်ဝိစိန်တိသိအထူးထူးကြံစီပြီးတော့နေတယ်မသိတဲ့လူဟာငါဘလို့နေမယ်ဘလို့နေမယ်လို့နေရည်တွေကိုပဲအမြဲတမ်းစဉ်းစားနေတယ်အန္တရာယောနာဗုဇတိဘယ်အချိန်မှသိရင်တရားဒီဟုသောအန္တရာယ်ရောက်လာလိမ့်မယ်ဆိုတာကြတော့ तू မသိဘူးတဲ့မစဉ်းစားဘူးတဲ့အဲ့ဒီဂါထာလေးလေဟောလိုက်ရောအဲ့ဒီတကာကြီးဟာတံဝေကဉာဏ်ဒီကုသိုလ်ကိုမြင်နိုးနေတဲ့စိတ်တွေအကုသိုလ်ကိုဆက်ဆုပ်နေတဲ့စိတ်တွေအရင်ခံထားတာဆိုတော့တခါတည်းသောတာပန်ဖြစ်တယ်အဲ့ဒီမှာဆွမ်းကပ်ပြီးတော့မြတ်စွာဘုရားအနုမောဒနာတရားဟောပြီးတော့ကျောင်းတော်ကိုပြန်ကြွသူလိုက်ပို့တယ်လိုက်ပို့ပြီးတော့အပြန်မှာခေါင်းမူးတယ်ဆိုပြီးတော့အိယာပေါ်မှာအိတ်ရင်းနဲ့အဲ့ဒီတကာကြီးကွယ်လွန်အိဋ္ဌရောက်တယ်တုတိတာနတ်ပြည်ကိုရောက်တယ်လို့ဆိုတယ်အဲ့ဒီတော့သေခြင်းသဘောတရားကိုသိရတာစဉ်းစားရတာလူတယောက်ကိုကောင်းတာလုပ်ဖို့အတွက်အများကြီးတွန်းအားမပေးဘူးလားပြီးတယ်အမျိုးမျိုးအမြင်တွေအများကြီးပြောင်းသွားနိုင်ဦးဇင်းတို့ကျမ်းဂန်ထဲမှာအင်မတန်ကောင်းတဲ့အယူဆလေးတစ်ခုရှိတယ်တော်တော်လေးလည်းကောင်းပါဧဝံဣန္ဒရာပိစုပဋ္ဌာနံအာဝတံမဟာတဗ္ဗနာယတံနိတယပမဒံကာတုံဝတ္တတိဘာပြောတော့ဧဝံဤသို့ဣန္ဒရာပိစုပဋ္ဌာနံတသက်လျာမြတာဖြစ်သောအာဝတံမချုဧကအမှန်အဖြစ်ပဟာတဗ္ဗံစွန့်ခွာသွားရမည်လည်းဖြစ်သောနော်ဒီခန္ဓာကိုယ်ကြီးရဲ့စီစိတ်လေးဟာတသက်လျာပဲသေချာပေါက်စွန့်သွားရမယ်နော်အဲ့ဒီလိုသေချာပေါက်စွန့်သွားရမယ်ယတံအချွေရန်အကျော်သောစီစိတ်တွေကိုနှိမ့်တရအမိပြု၍ပမာဒံမေးလျောခြင်းကိုကာတုံပြုခြင်းကနဝတ္တတိမသိပါပေသေချာပေါက်စွန့်သွားရမယ်ဒီစီစိတ်တွေဒီချမ်းသာတွေဒီလူဘဝတွေနော်သေချာပေါက်တသက်လျာပြီးရင်ပြီးရမယ်ဒီအရာတွေကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေကိုမေ့မြင့်မြတ်တာတွေကိုမေ့အကုသိုလ်တွေကိုလုပ်ပြီးတော့နေမယ်ဆိုရင်ဒါမသိတော့ပါဘူးတဲ့ရိုးရိုးလေးနော်ဒကာကြီးဒီမိုက်မြတ်သေချာပေါက်စွန့်သွားရမယ့်အရာတွေကိုအကြောင်းပြုပြီးတော့မေ့ရတာဟာမကောင်းပါဘူးတဲ့မစင်သားတဲ့မူလားအဲ့ဒါလိုစဉ်းစားချက်ကလေးတွေစဉ်းစားတဲ့နေနော်